ဒီနေ့တော့ဇင်မဲ့သူတယောက်ချင်းမိုင်မြို့ရဲ့အပြင်ဘက်ကိုခရီးထွက်လာခဲ့ပါတယ်အခုသွားနေတဲ့နေရာကတော့တဘာဝတရားကဖန်တီးထားတဲ့အန်အောဖွယ်ရဖာချွတ်ဆိုတဲ့နေရာလေးပဲဖြစ်ပါတယ်မဲဝါမျိုးသားဥယျာဉ်ထဲမှာရှိတဲ့ဒီနေရာကိုထိုင်းနိုင်ငံရဲ့ Grand Canyon လို့လည်းတင်စားခေါ်ဝေါ်ကြပါတယ်မြို့ထဲကနေစိုက်ကယ်လေးနဲ့လမ်းဘေးရှုခင်းတွေကိုခန်းစားပြီးအေးအေးဆေးဆေးလေးလာခဲ့တာပါဖာချော့ကိုရောက်ဖို့ဆိုရင်တောအုပ်လေးထဲမှာမီတာ400လောက်လမ်းလျှောက်ရပါတယ်လမ်းကအသိမခက်ခဲပေမဲ့တဘာဝအတိုင်းကြောက်ခဲရီတစ်ပင်တွေချိုင်းတွေကဖြတ်သွားရတာမို့ဈေးမဲ့သူအတွက်တော့စိတ်လှုပ်ရှားစရာ adventure တစ်ခုလိုပါပဲပတ်ဝန်းကျင်တစ်ခုလုံးကလည်းညှက်တန်းလေးတွေနဲ့တကယ့်ကိုအေးချမ်းလာပါတယ်။လမ်းတစ်လျှောက်မှာလည်းဓာတ်ပုံရိုက်လို့ကောင်းတဲ့နေရာလေးတွေအများကြီးရှိပါတယ်။ဒီနေရာရဲ့အဓိကဆွဲဆောင်မှုကတော့အမြင့်မီတာ30လောက်ရှိတဲ့ကြောက်တိုင်းကြီးကြီးပဲဖြစ်ပါတယ်။ဒါတွေဟာလွန်ခဲ့တဲ့နှစ်ပေါင်းများစွာကမြစ်ကြောင်းပြောင်းလဲမှုနဲ့မြေပြင်လောက်ခတ်မှုတွေကြောင့်ဖြစ်ပေါ်လာတဲ့တဘာဝအနုပညာလက်ရာတွေပါကြောက်သားတွေရဲ့အလွှာလိုက်အယောင်အသွေးတွေကတကယ့်ကိုထူးခြားဆန့်မြလှပါတယ်ဒီမြင်ကွင်းကတကယ့်ကိုမှင်တက်စရာကြီးပါဒီနေရာကိုရောက်လာတဲ့အခါတဘာဝတရားကဖန်တီးထားတဲ့ခိုင်ခန့်တဲ့ကြောက်နေရန်ကြီးတွေကိုကြည့်ပြီးကိုတေးသေးလေးလိုခံစားရစေပါတယ်ဓာတ်ပုံရိုက်ရတာဝါသနာပါတဲ့သူတွေအတွက်ရောတဘာဝတရားကိုမျက်နှိုးတဲ့သူတွေအတွက်ပါဒီနေရာကတကယ့်ကိုစိတ်ကျေနပ်စရာပါချင်းမိုင်ရောက်ရင်မြို့ထဲတင်မဟုတ်ပဲဒီလိုထူးထူးခြားခြားအလှပတွေရှိတဲ့ဖာချော့ကိုလည်းမဖြစ်မနေလာလဲတင့်တယ်လို့ဇင်းမဲ့သူကအကြံပြုကြပါတယ်ဇင်းမဲ့သူရဲ့ဒီနေ့ vlog လေးကိုအဆုံးအောင်ကြည့်ပေးလို့ကျေးဇူးအများကြီးတင်ပါတယ်နောက်ထပ်ဘယ်လိုနေရာတစ်တွေကိုသွားအောင်မလဲဆိုတာစောင့်ကြည့်ပေးကြပါအောင်နော်အားလုံးပဲတာယာလေးနေ့လေးချပါစီရှင်